ဇလန်းဆာမှာ Milo Stanfield ဆိုတဲ့လူတစ်ယောက်ကိုပြထားပါတယ်။သူဟာ ASD လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာကိတနာတစ်ခုကိုခန်းစားနေရသူဖြစ်ပါတယ်။သူဟာနယူးဂျာစီလန်တစ်လျှောက်မှာရက်နေပြီးအနီးရှိပန်းဆိုင်တွေကမိမတစ်ယောက်ကိုစောင့်ကြည့်နေပါတယ်။အဲ့ဒီအချိန်မှာပဲသူဟာပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့အဖြစ်အပျက်တွေကိုအချိန်ကိတ်တွက်ချက်နေတာတွေ့ရပါတယ်။ Milo က passenger bus တစ်စီးနီးလာတာလမ်းပေါက်တစ်ခု street artist တစ်ယောက်စပိန်စီသူတစ်ယောက်လျင်မြန်စွာလာနေတာတွေကိုတတိထားမိပါတယ်။ဒီအရာတွေကိုကြည့်ပြီးနောက်သူလမ်းဖြတ်ကူကလမ်းပေါက်နားက mailbox ပေါ်မှာဖန်တစ်ချောင်းကိုစနစ်တကျထားလိုက်ပါတယ်။မကြခင်မှာသူစီမံထားတဲ့ chain reaction ဖြစ်ပေါ်လာပါတယ်။တက်ဆီတစ်စီးကလမ်းပေါက်ကိုမောင်းသွားပြီးရေပန်းထွာလာကဖန်အမြေပြင်ပေါ်ကျသွားပါတယ်။ဒီအရာကြောင့် street artist ရဲ့အာရုံကိုဆွဲဆောင်ပြီးသူကဖန်ကိုကောက်ဖို့ရှေ့ကိုရောက်လာတယ်။အဲ့ဒီအချိန်မှာပဲအမြန်စီးလာတဲ့စပိန်စီသူနဲ့တိုက်မိပြီး artist က mailbox ကိုတိုက်ကအနိရှိသူတီးဆိုင်ပေါ်ကိုလဲကျသွားပါတယ်။လမ်းပေါ်မှာအရှို့အထွေးတွေဖြစ်ပေါ်လာပြီးလူတိုင်းအာရုံလွဲသွားပါတယ်။ဒီအချိန်တွေကြောင့် bus driver ကမီးအနီပြောင်းတာကိုမမြင်ပဲလမ်းဖြတ်နေတဲ့မိမကိုတိုက်မိကချက်ချင်းတည်ဆုံစေခဲ့ပါတယ်။မိုင်လူကတော့သူ့ကစီစဉ်အောင်မြင်သွားတာကိုတေချာကြည့်ပြီးနေရာကနေထွက်သွားပါတယ်။အဲ့ဒီနောက် scene က FBI Special Agent Olivia Dunham စီပြောင်းသွားပါတယ်။သူမဟာ Homeland Security ရဲ့ French Division မှာအလုပ်လုပ်ပြီးထူးဆန်းတဲ့အဖြစ်အပျက်တွေကိုစုံစမ်းနေသူပါ။ Olivia ဟာဦးကောင်းတန်ရာကြောင့်အချိန်ကြာအလုပ်နားပြီးတော့ပြန်လာတာဖြစ်ပါတယ်။သူမ French Headquarters ကိုဝင်ရောက်သွားတဲ့အချိန်မှာအဖွဲ့ထဲကအရာရှိတိလောက်ဖြစ်တဲ့ Charlie ကသူမကိုကြိုဆိုပါတယ်။တစ်ဖက်မှာတော့ Walton Bishop က Lab Assistant ဖြစ်တဲ့ Philip နဲ့ Olivia ပြန်လာတာအကြောင်းဆွေးနွေးနေပါတယ်။ Philip က Olivia ဟာအစ်မဟုတ်ပဲ Folivia လို့ခေါ်ရင်ပုံတူတယောက်ဖြစ်တယ်လို့ပြောပြီးအစားထိုးထားတဲ့သူကိုအဖွဲ့ထဲထည့်ရမလားဆိုတာစိုးရိမ်နေပါတယ်။ဒီနေရာမှာ office ထဲမှာရှိတဲ့ Olivia ဟာအစ်မဟုတ်ပဲအစားထိုးထားတဲ့သူဖြစ်ကြောင်းပြောပြလာပါတယ်။သူမကို Olivia အစ်ရဲ့နေရာကိုဖြည့်ဖို့ခေါ်ထားတာဖြစ်ပါတယ်။ Walton ကသူမကိုဒီထဲမှာထားပြီး Olivia အစ်ရဲ့မှတ်ဉာဏ်တွေကိုထည့်ပေးထားတာဟာသူ့ရဲ့ရည်ရွယ်ချက်ကြောင့်ဖြစ်တယ်လို့ပြောပါတယ်။သူက Folivia ဟာ universe နှစ်ခုကြားအန်ဒီယမရှိပဲတွာလာနိုင်တဲ့တူတဲ့တော်သူဖြစ်တယ်လို့ယုံကြည်ထားပါတယ်။ဒါကြောင့်သူမဘယ်လိုတွာလာနိုင်တယ်ဆိုတာသိချင်ပြီးအဲ့ဒီအတွက်သူမကိုဒီနေရာမှာပဲမွေးဖွားလာတဲ့သူလို့ယုံကြည်စေဖို့လိုအပ်တယ်လို့ပြောပါတယ်။ Philip ကသူမရဲ့ identity မတည်မြဲဟဲ့ရင်ဘာလို့မလဲလို့မေးရ Walton ကအဲ့ဒီအချိန်မှာသူမမလိုတော့ဘူးလို့ plan ဖြစ်ပါတယ်။နောက်ပိုင်းမှာ Charlie ကဒီတစ်ပတ်အကင် bus accident နှစ်ကြိမ်ဖြစ်ပြီးတခါချင်းစီမှာလူသေဆုံးမှုတွေဖြစ်နေတယ်လို့အဖွဲ့ကိုရှင်းပြပါတယ်။သူကအဖွဲ့ဝင်တွေကိုစုံစမ်းရေးသွားတဲ့အခါသတိထားဖို့ပြောပါတယ်။မကြခင် FBI အဖွဲ့က accident ဖြစ်တဲ့နေရာကိုရောက်လာပြီးအချက်လက်တွေရှာဖွေဖို့လှုပ်ဆောင်ကြပါတယ်။စုံစမ်းမှုကို Lincoln Lee ဆိုတဲ့ FBI agent တယောက်ကဦးဆောင်ပြီးသူ့မျက်နှာမှာမီးလောင်တန်းရတွေရှိနေပါတယ်။Charlie ကတေဆုံးသူကိုစစ်ဆေးပြီးလက်ဖေရအထုံးပြုကသူမရဲ့အချက်လက်တွေကိုရယူပါတယ်။နောက်ဆုံးမှာတေဆုံးသူမိမရဲ့နာမည်ဟာ Julian Foster ကြောင့်သိရပါတယ်။တစ်ဖက်မှာ Olivia က bus driver ကိုမေးမြန်းနေပါတယ်။ driver ကဒီဖြစ်ရကြောင့်အလွန်တုန်လှုပ်နေပြီးသူ့ဘဝတစ်လျှောက်မှာတရိษံကိုတော့မတိုက်ဖူးသေးဘူးလို့ပြောပါတယ်။ဒီချိန်ထဲမှာပဲ Agent Lee ကပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့အကြောင်းရင်းတွေရှိမရှိစစ်ဆေးကြည့်ပေမဲ့ဘာမှမတွေ့ပါဘူး။ဒါပေမဲ့သူကအဲ့ဒီနေရာမှာတူညီတဲ့ ball point pen တစ်ချောင်းကိုတွေ့ရှိပါတယ်။မျက်မြင်သက်သေတွေကိုမေးမြန်းပြီးနောက် Olivia က Agent Lee စီတို့တွားပြီး local artist က pen ကိုကောက်ဖို့ကွေးနေချိန်မှာစပိန်စီသူနဲ့တိုက်မိပြီးတစ်တီးဆိုင်တွေကိုလဲကျသွားတာကိုပြောပြပါတယ်။ဒါကိုကြားပြီး Agent Lee က Bobbin ဟာအဖြစ်အပျက်တွေကိုစက်တိုက်ဖြစ်ပေါ်စေတဲ့အဓိကအချက်ဖြစ်ပြီးနောက်ဆုံးမှာတေဆုံးမှုဖြစ်စေခဲ့တာလို့ခန့်မှန်းပါတယ်။နောက်တစ်နေ့မှာ French Headquarters မှာ Agent Lee နဲ့ Charlie ကနှစ်ရက်အတွင်းဖြစ်ခဲ့တဲ့ bus ကားမတော်တဆနှစ်ခုကြားဆက်နွယ်မှုကိုရှာဖွေနေပါတယ်။ Agent Lee ကပထမ accident ရဲ့ဓာတ်ပုံထဲမှာလဲတူညီတဲ့ pen ကိုတွေ့လိုက်ရပြီးတယောက်ကဒီ chain of events ကိုစီမံထားတာဖြစ်တယ်လို့ပိုပြီးယုံကြည်လာပါတယ်။ထို့နောက်သူတို့ French အဖွဲ့ရဲ့တင် ချပညာရှင် Astrid စီတို့တွားပြီးအဖြစ်အပျက်တွေကိုပြောပြပါတယ်။ဒါပေမဲ့သူမကလူတစ်ယောက်ထဲကဒီလိုရှုပ်ထွေးတဲ့ chain reaction ကိုနှစ်ကြိမ်တိုင်ကိုအကျိုးအတွက်စီမံနိုင်မယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောပါတယ်။သူတို့အငင်းအခုံလုံနေချိန်မှာပဲအရင်ကနဲ့တူတဲ့ bus accident တစ်ခုထပ်ဖြစ်သွားပြီး Astrid ကိုအံ့အားသင့်စေပါတယ်။ FBI အဖွဲ့ကချက်ချင်းအဲ့ဒီနေရာကိုပြေးသွားပြီးဒီတစ်ခါတော့လူတွေမတည်သေးဘူးဆိုတာတွေ့ရပါတယ်။မျက်မြင်သက်သေတွေကိုမေးမြန်းကြည့်ရမှာခွေးတစ်ကောင်လမ်းကိုရုတ်တရက်ဖြတ်သွားတာကြောင့် bus ကထိန်းချုပ်မှုလွတ်သွားတာလို့သိရပါတယ်။အဲ့ဒီအချိန်မှာ Olivia ကမြေပြင်ပေါ်မှာလှိမ့်သွားနေတဲ့တူညီရဲ့ဘောပင်တစ်ချောင်းကိုသတိထားမိပြီး chain reaction ကမပြီးသေးဘူးဆိုတာနားလည်လိုက်ပါတယ်။သူမလှည့်ကြည့်ပြီး overhead bridge ပေါ်ကနေအောက်ကိုကြည့်နေတဲ့တန်တရားရှိတဲ့ Milo ကိုမြင်လိုက်ပါတယ်။မကြခင်မှာပဲ earbud ဝတ်ထားတဲ့လူတစ်ယောက်လမ်းဖြတ်ဖို့ရှောက်လာပြီး ambulance တစ်စီးနဲ့တိုက်မိသွားပါတယ်။ Olivia ကသူမရဲ့တန်တရားကိုတေချာလာပြီးအဖွဲ့ကိုအတိပေးက Milo စီတို့ပြေးသွားပါတယ်။ Milo ကတော့ချက်ချင်းနောက်ထပ်အဖြစ်အပျက်တွေကိုတွက်ချက်ပြီးစပိန်ကစီးကိုဒနာဘော်ကနေပစ်ချလိုက်ပါတယ်။ဒါကြောင့် bus တစ်စီးလမ်းကြောင်းပြောင်းပြီးဒနာအောက်ကိုမောင်းသွားပါတယ်။ Olivia ကသူ့ကိုလက်နဲ့ချိန်ပြီးလက်လျှော့ဖို့ပြောပေမဲ့ Milo ကဒနာဘော်ကနေခုန်ချပြီး bus ကားဘော်ကိုဆင်းသွားကလွတ်မြောက်သွားပါတယ်။ဒီဖြစ်ရပြီးနောက်မိုင်လိုအိမ်ပြန်လာတဲ့အခါသူ့အမမက်ဒလင်ကသူ့အတွက်စိုးရိမ်နေပါတယ်။သူမကဆေးရုံကနေဖုံးခေါ်မှုတွေများစွာရရှိနေလေလို့ပြောပေမဲ့မိုင်လိုကဂယူးမဆိုင်ခဲ့ပါဘူး။
Madeline ကသူ့ကိုလက်လျှော့ဖို့ကြိုးစားပြီးသူအယံလွန်သွားပြီလို့ပြောပေမဲ့ Milo ကသူမလွတ်မဲ့အရာတွေကိုကြိုတင်ခံမဲ့နိုင်တဲ့အတွက်သူမပြောမဲ့စကားတွေကိုတောင်ဆက်ပြောပြီးပြီးအောင်ပြောနိုင်တဲ့အတွက် Madeline ကိုလုံးဝတိတ်ဆိတ်သွားအောင်လုပ်လိုက်ပါတယ်မကြခင်မှာ Madeline ကသူတို့အမေကိုတတိရစေတဲ့ plastic မြင်းကစားစရာလေးတစ်ခုကိုပြသလိုက်ပါတယ်ဒါအရာက Milo ကိုမတက်မတာချစ်စီပြီးဒါအခုအတွက်အရေးမပါဘူးလို့ပြောပြီးထွက်သွားပါတယ်တစ်ဖက်မှာတော့ Agent Lee ကိုသူ့ရဲ့အမြဲတမ်းလုပ်နေတဲ့အသားအရည်စစ်ဆေးမှုအတွက်စေးရုံကိုခေါ်သွားရပါတယ်။ဘန်းချိန်ပါတဲ့ဝင်မဲ့အချိန်မှာသူက Olivia ကိုတီးဆုံးသူ၃ယောက်ကြားတူ၏အချက်တွေကိုရှာဖွေဖို့ပြောပါတယ်။ဒီအတိုင်း Olivia က headquarters ကိုပြန်သွားပြီး accident တွေကိုမြင်ခဲ့တဲ့လူတွေကိုစတင်မေးမြန်းပါတယ်။စုံစမ်းကြည့်ရမှာသူမကတီးဆုံးသူ၃ယောက်လုံးဟာစေကူတာမှုစင်တာတစ်ခုနဲ့ဓာတ်ရိုက်သို့မဟုတ်တခြားနည်းနဲ့ဆက်နွယ်နေကြတာကိုတွေ့ရှိပါတယ်။သူမကဒီအချက်ကိုချာလီကိုပြောပြီးသူတို့နှစ်ယောက်လုံးအဲ့ဒီစေကူတာမှုစင်တာကိုချက်ချင်းသွားကြပါတယ်။အဲ့ဒီနေရာကိုရောက်တဲ့အခါ Olivia ကလူနာအချို့ဟာ digital device မသုံးနိုင်လို့တူညီတဲ့ ball point pen တွေကိုသုံးနေတာကိုသတိထားမိပါတယ်။နောက်မှသူတို့ဟာ chief doctor ဖြစ်တဲ့ Dr. Levin နဲ့တွေ့ပါတယ်။သူက Beth accident မှာပါဝင်တဲ့တေဆုံးသူ၃ယောက်လုံးကိုတည်နေသူပါ။သူကအချက်အလက်အချို့ရှင်းပြပြီးနောက်သူတို့ဟာစိတ်ပိုင်းဆိုင်ရာအခက်အခဲရှိလူနာတွေကိုညံအင်မြင့်စေဖို့စမ်းသပ်မှုတွေလုပ်နေကြတာဖြစ်ကြောင်းပြောပါတယ်။ပြီးတော့သူကလူနာတွေကိုရိုက်ထားတဲ့ဗီဒီယိုကိုပြပြီး Olivia ကအဲ့ဒီထဲမှာ Milo ကိုတွေ့လိုက်ပါတယ်။သူ့အကြောင်းမေးမြန်းရမှာ Dr. Levin က Milo ဟာအဲ့ဒီ IU တိုးစေတဲ့စေးစမ်းသပ်မှုကိုခံယူထားတဲ့လူနာတစ်ယောက်ဖြစ်တယ်လို့ပြောပါတယ်။သူက Milo ကိုသူ့အမစောင့်ရှောက်မှုအောက်မှာစေးရုံကနေလွှတ်ထားပြီးနောက်တစ်ခါပြန်လာပြီးစမ်းသပ်မှုကိုပြန်ပြင်ဖို့စီစဉ်ထားခဲ့တာလို့ပြောပါတယ်။ဒါပေမဲ့အခု Milo ကစေးရုံကဖုံးခေါ်မှုတွေကိုမဖြေတော့ဘူး။သူ့ကိုထိန်းချုပ်ဖို့ကြိုးစားတဲ့လူတိုင်းကိုတတ်နေတယ်လို့ပြောပါတယ်။ Milo ရဲ့အမအကြောင်းသိပြီးနောက် FBI အဖွဲ့ကသူမကိုတွားတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူတို့မသိတာက Milo က Olivia ကိုအနီးကပ်စောင့်ကြည့်နေပြီးသူမလှုပ်ရှားမှုတိုင်းကိုမှတ်တမ်းထားပြီးနောက်တစ်ခါဘာလုပ်မယ်ဆိုတာကိုကြိုတင်ခံမှန်းနေတယ်ဆိုတာပါ။ဒီချိန်ထဲမှာပဲ Agent Lee ကပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့အကြောင်းရင်းတွေရှိမရှိစစ်ဆေးကြည့်ပေမဲ့ဘာမှမတွေ့ပါဘူး။ဒါပေမဲ့သူကအဲ့ဒီနေရာမှာတူညီတဲ့ ball point pen တစ်ချောင်းကိုတွေ့ရှိပါတယ်။မျက်မြင်သက်သေတွေကိုမေးမြန်းပြီးနောက် Olivia က Agent Lee စီတို့တွားပြီး local artist က pen ကိုကောက်ဖို့ကွေးနေချိန်မှာစပိန်စီသူနဲ့တိုက်မိပြီးတတိဆိုင်တွေကိုလဲကျသွားတာကိုပြောပြပါတယ်။ဒါကိုကြားပြီး Agent Lee က Bobin ဟာအဖြစ်အပျက်တွေကိုဆက်တိုက်ဖြစ်ပေါ်စေတဲ့အဓိကအချက်ဖြစ်ပြီးနောက်ဆုံးမှာတေဆုံးမှုဖြစ်စေခဲ့တာလို့ခန့်မှန်းပါတယ်။နောက်တစ်နေ့မှာ French headquarters မှာ Agent Lee နဲ့ Charlie ကနှစ်ရက်အတွင်းဖြစ်ခဲ့တဲ့ bus ကားမတော်တဆနှစ်ခုကြားဆက်နွယ်မှုကိုရှာဖွေနေပါတယ်။ Agent Lee ကပထမ accident ရဲ့ဓာတ်ပုံထဲမှာလဲတူညီတဲ့ pen ကိုတွေ့လိုက်ရပြီးတယောက်ယောက်ကဒီ chain of events ကိုစီမံထားတာဖြစ်တယ်လို့ပိုပြီးယုံကြည်လာပါတယ်။ထို့နောက်သူတို့ French အဖွဲ့ရဲ့တင်ချပညာရှင် Astrid စီတို့တွားပြီးအဖြစ်အပျက်တွေကိုပြောပြပါတယ်။ဒါပေမဲ့သူမကလူတစ်ယောက်ထဲကဒီလိုရှုပ်ထွေးတဲ့ chain reaction ကိုနှစ်ကြိမ်တိုင်တိုင်ကိုယ့်အကျိုးအတွက်စီမံနိုင်မယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောပါတယ်။သူတို့အငင်းအခုံလုံနေချိန်မှာပဲအရင်ကနဲ့တူတဲ့ bus accident တစ်ခုထပ်ဖြစ်သွားပြီး Astrid ကိုအံ့အားသင့်စေပါတယ်။ FBI အဖွဲ့ကချက်ချင်းအဲ့ဒီနေရာကိုပြေးသွားပြီးဒီတစ်ခါတော့လူတွေမတည်သေးဘူးဆိုတာတွေ့ရပါတယ်။မျက်မြင်သက်သေတွေကိုမေးမြန်းကြည့်ရမှာခွေးတစ်ကောင်လမ်းကိုရုတ်တရက်ဖြတ်သွားတာကြောင့်ဘတ်ကထိန်းချုပ်မှုလွတ်သွားတာလို့သိရပါတယ်။အဲ့ဒီအချိန်မှာ Olivia ကမြေပြင်ပေါ်မှာလှိမ့်သွားနေတဲ့တူညီရဲ့ဘောပင်တစ်ချောင်းကိုသတိထားမိပြီး chain reaction ကမပြီးသေးဘူးဆိုတာနားလည်လိုက်ပါတယ်။သူမလှည့်ကြည့်ပြီး overhead bridge ပေါ်ကနေအောက်ကိုကြည့်နေတဲ့တန်တရားရှိတဲ့ Milo ကိုမြင်လိုက်ပါတယ်။မကြခင်မှာပဲ earbud ဝတ်ထားတဲ့လူတစ်ယောက်လမ်းဖြတ်ဖို့ရှောက်လာပြီး ambulance တစ်စီးနဲ့တိုက်မိသွားပါတယ်။ Olivia ကသူမရဲ့တန်တရားကိုတေချာလာပြီးအဖွဲ့ကိုအတိပေးက Milo စီတို့ပြေးသွားပါတယ်။ Milo ကတော့ချက်ချင်းနောက်ထပ်အဖြစ်အပျက်တွေကိုတွက်ချက်ပြီးသပင်းကစည်းကိုဒနာဘော်ကနေပစ်ချလိုက်ပါတယ်။ဒါကြောင့် bus တစ်စီးလမ်းကြောင်းပြောင်းပြီးဒနာအောက်ကိုမောင်းသွားပါတယ်။ Olivia ကသူ့ကိုလက်နက်နဲ့ချိန်ပြီးလက်လျှော့ဖို့ပြောပေမဲ့ Milo ကဒနာဘော်ကနေခုန်ကျပြီး bus ကားဘော်ကိုဆင်းသွားကလွတ်မြောက်သွားပါတယ်။ဒီဖြစ်ရပြီးနောက် Milo အိမ်ပြန်လာတဲ့အခါသူ့အမ Madeline ကသူ့အတွက်စိုးရိမ်နေပါတယ်။သူမကဆေးရုံကနေဖုံးခေါ်မှုတွေများစွာရရှိနေလေလို့ပြောပေမဲ့ Milo ကဂယူးမဆိုင်ခဲ့ပါဘူး။ Madeline ကသူ့ကိုလက်လျှော့ဖို့ကြိုးစားပြီးသူအယံလွန်သွားပြီလို့ပြောပေမဲ့ Milo ကသူမလွတ်မဲ့အရာတွေကိုကြိုတင်ခံမဲနိုင်တဲ့အတွက်သူမပြောမဲ့စကားတွေကိုတောင်ဆက်ပြောပြီးပြီးအောင်ပြောနိုင်တဲ့အတွက် Madeline ကိုလုံးဝတိတ်ဆိတ်သွားအောင်လုပ်လိုက်ပါတယ်။မကြခင်မှာ Madeline ကသူတို့အမေကိုတတိရစေတဲ့ plastic မြင်းကစားစရာလေးတစ်ခုကိုပြသလိုက်ပါတယ်။ဒါအရာက Milo ကိုမတက်မတာချစ်စီပြီးဒါအခုအတွက်အရေးမပါဘူးလို့ပြောပြီးထွက်သွားပါတယ်။တစ်ဖက်မှာတော့ Agent Lee ကိုသူ့ရဲ့အမြဲတမ်းလုပ်နေတဲ့အသားအရည်စစ်ဆေးမှုအတွက်စေးရုံကိုခေါ်သွားရပါတယ်။ဘန်းချိန်ပါတဲ့ဝင်မဲ့အချိန်မှာသူက Olivia ကိုတီးဆုံးသူ၃ယောက်ကြားတူ၏အချက်တွေကိုရှာဖွေဖို့ပြောပါတယ်။
ဒီအတိုင်း Olivia က headquarters ကိုပြန်သွားပြီး accident တွေကိုမြင်ခဲ့တဲ့လူတွေကိုစတင်မေးမြန်းပါတယ်။စုံစမ်းကြည့်ရမှာသူမကတေဆုံးသူ3ယောက်လုံးဟာစေကူတာမှုစင်တာတစ်ခုနဲ့ဓာတ်ရိုက်သို့မဟုတ်တခြားနည်းနဲ့ဆက်နွယ်နေကြတာကိုတွေ့ရှိပါတယ်။သူမကဒီအချက်ကိုချာလီကိုပြောပြီးသူတို့2ယောက်လုံးအဲ့ဒီစေကူတာမှုစင်တာကိုချက်ချင်းသွားကြပါတယ်။အဲ့ဒီနေရာကိုရောက်တဲ့အခါ Olivia ကလူနာအချို့ဟာ digital device မသုံးနိုင်လို့တူညီတဲ့ ball point pen တွေကိုသုံးနေတာကိုသတိထားမိပါတယ်။နောက်မှသူတို့ဟာ chief doctor ဖြစ်တဲ့ Dr. Levin နဲ့တွေ့ပါတယ်။သူက bus accident မှာပါဝင်တဲ့တေဆုံးသူ3ယောက်လုံးကိုသိနေသူပါ။သူကအချက်အလက်အချို့ရှင်းပြပြီးနောက်သူတို့ဟာစိတ်ပိုင်းဆိုင်ရာအခက်အခဲရှိလူနာတွေကိုညံအင်မြင့်စေဖို့စမ်းသပ်မှုတွေလုပ်နေကြတာဖြစ်ကြောင်းပြောပါတယ်။ပြီးတော့သူကလူနာတွေကိုရိုက်ထားတဲ့ဗီဒီယိုကိုပြပြီး Olivia ကအဲ့ဒီထဲမှာ Milo ကိုတွေ့လိုက်ပါတယ်။သူ့အကြောင်းမေးမြန်းရမှာ Dr. Levin က Milo ဟာအဲ့ဒီ IU တိုးစေတဲ့စေးစမ်းသပ်မှုကိုခံယူထားတဲ့လူနာတစ်ယောက်ဖြစ်တယ်လို့ပြောပါတယ်။သူက Milo ကိုသူ့အမစောင့်ရှောက်မှုအောက်မှာစေးရုံကနေလွှတ်ထားပြီးနောက်တစ်ခါပြန်လာပြီးစမ်းသပ်မှုကိုပြန်ပြင်ဖို့စီစဉ်ထားခဲ့တာလို့ပြောပါတယ်။ဒါပေမဲ့အခု Milo ကစေးရုံကဖုံးခေါ်မှုတွေကိုမဖြေတော့ဘူး။သူ့ကိုထိန်းချုပ်ဖို့ကြိုးစားတဲ့လူတိုင်းကိုတတ်နေတယ်လို့ပြောပါတယ်။ Milo ရဲ့အမအကြောင်းသိပြီးနောက် FBI အဖွဲ့ကသူမကိုတွားတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူတို့မသိတာက Milo က Olivia ကိုအနီးကပ်စောင့်ကြည့်နေပြီးသူမလှုပ်ရှားမှုတိုင်းကိုမှတ်တမ်းထားပြီးနောက်တစ်ခါဘာလုပ်မယ်ဆိုတာကိုကြိုတင်ခန့်မှန်းနေတယ်ဆိုတာပါ။ ချာလီနဲ့အိုလီဗီယာတို့ကမိုင်လိုရဲ့အင်းကိုရောက်သွားတော့မဒလင်ကကြူဆိုပါတယ်။သူတို့ကမိုင်လိုဘယ်မှာရှိလဲလို့မေးပေမဲ့သူမကမသိဘူးလို့ပြောပါတယ်။သူမကတခုခုဖုံးကွယ်နေတယ်လို့သဘောပေါက်တဲ့အတွက်အေဂျင့်တွေကမိုင်လိုလုတ်ခဲ့တဲ့ပြစ်မှုတွေသူ့ကိုလွတ်လပ်ခွင့်ပေးထားတာဘလောက်အန်တရာယ်ရှိလဲဆိုတာကိုပြောပြပါတယ်။ချာလီကမိုင်လိုရဲ့အခန်းကိုစစ်ဆေးတဲ့အချိန်အိုလီဗီယာကသူမရဲ့ကွယ်လွန်သွားတဲ့အမအကြောင်းကိုပြောပြပြီးသူတို့နှစ်ယောက်အချင်းချင်းဘလို့ဂရုစိုက်ခဲ့ကြလဲဆိုတာကိုပြောပြပါတယ်။ဒီအကြောင်းအရာကမဒလင်ကိုစိတ်အေးစေပြီးသူမကသူ့အကိုအကြောင်းပိုပြီးဖွင့်ဟပြောလာပါတယ်။သူမကမိုင်လိုဟာဖြစ်ပေါ်လာမဲ့အဖြစ်အပျက်တွေကိုအသေးစိတ်အဆုံးထိကြိုတင်ခန့်မှန်းနိုင်တယ်လို့ပြောပြီးသူ့ရဲ့အာယုံစူးစိုက်မှုကိုပျက်စီးစေခြင်းရင်ကစားရမင်းလေးကိုပြရမယ်လို့ပြောပါတယ်။နောက်ဆုံးအိုလီဗီယာကသူမကိုယုံကြည်အောင်ပြောပြီးသူသိသမျှအချက်လက်တွေကိုပြောပြခိုင်းပါတယ်။သူမကပြည်သူတွေရဲ့လုံခြုံရေးအပြင်မိုင်လိုရဲ့လုံခြုံရေးကိုလည်းစိုးရိမ်နေကြတယ်ဆိုတာကိုအလေးထားပြောပါတယ်။အဲဒီနောက်မဒလင်ကမိုင်လိုလက်စီတဲခိုနေတဲ့ဟိုတယ်နေရာကိုဖော်ပြထားတဲ့မှတ်စုတစ်ခုကိုသူမကိုပေးလိုက်ပါတယ်။ဒီနောက်အိုလီဗီယာနဲ့ချာလီတို့ကအက်စထရစ်နဲ့မိုင်လိုကိုဘယ်လိုဖမ်းမလဲဆိုတာဆွေးနွေးကြပါတယ်။ဒါပေမဲ့မိုင်လိုကသူတို့လှုပ်ရှားမှုတိုင်းကိုကြိုတင်ခန့်မှန်းနိုင်တဲ့အတွက်ဘယ်လိုအစီအစဉ်မဆိုမအောင်မြင်နိုင်ဘူးဆိုတာကိုသိလာကြပါတယ်။အဲဒါကြောင့်သူတို့ကအကူအညီမယူဘဲဟိုတယ်ကိုဓာတ်ရိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာမိုင်လိုကသူ့ဟိုတယ်ခန်းထဲမှာပရင်းဖောက်ကနေအောက်ကိုကြည့်ပြီးနောက်မိနစ်အနည်းငယ်အတွင်းဖြစ်ပေါ်လာမယ့်အဖြစ်အပျက်တွေကိုစိတ်ထဲမှာတွက်ချက်နေပါတယ်။သူ့ရဲ့စွမ်းရည်နဲ့အိုလီဗီယာနဲ့ချာလီမကြခင်ရောက်လာမယ်။သူတို့ကသူ့ကိုလိုက်လံဖမ်းဆီးမယ်ဆိုတာကိုကြိုတင်သိပါတယ်။ဒါအပြင်သူကအိုလီဗီယာကိုတတ်နိုင်ဖို့စောက်လုပ်ရေးဆိုင်တစ်ခုတည်းကိုဆွဲခေါ်ပြီးလေအဝေမနှဲတဲ့နေရာမှာစမစ်အလီးတွေပြိုကျအောင်လုပ်မယ်ဆိုပြီးတွက်ချက်ထားပါတယ်။သူခံမှန်းထားတယ်လို့ပဲ FBI အဖွဲ့ဝင်2ယောက်ဟိုတယ်ကိုရောက်လာပြီးမိုင်လိုနဲ့လမ်းပေါ်မှာတွေ့ကြပါတယ်။မိုင်လိုက construction site ဘက်ကိုပြေးသွားပြီးသူတို့ကလိုက်ကြပါတယ်။အိုလီဗီယာကတင်းအဲဇုံဆိုတဲ့တတိသေးလက္ခဏာကိုမသိသေးလို့ respirator မတက်ဖဲအဲ့ဒီနေရာကိုတိုက်ရိုက်ပြီးဝင်သွားပါတယ်။ဒီအချက်ကြောင့်မိုင်လိုရဲ့တက်ချက်မှုမှားသွားပါတယ်။ထို့ပြင်အိုလီဗီယာကမိုင်လိုတွေ့ခါတဲ့စမစ်အလေးတွေကိုလည်းရှောင်နိုင်ခဲ့ပါတယ်။ဒီလိုဖြစ်တာကိုမိုင်လိုကအံ့ဩသွားပြီးနောက်ဆုံးမှာအိုလီဗီယာကသူ့ကိုဖမ်းမိခဲ့ပါတယ်။ဒီအချိန်မှာအိုလီဗီယာကအောက်ဆီဂျင်နဲလို့အသက်ရှူမဝတော့ပေမဲ့ချာလီကအချိန်မီရောက်လာပြီးအရေးပေါ်အသက်ကယ်နည်းနဲ့ကူညီပေးပါတယ်။ဒီဖြစ်ဖြစ်ပြီးနောက်ချာလီကအိုလီဗီယာကိုဘာကြောင့် respirator မတက်ခဲ့လဲလို့မေးရာအိုလီဗီယာကသူမတတိပေးလက္ခဏာကိုမသိခဲ့တာကြောင့်လို့ပြောပါတယ်။နောက်ပိုင်းမှာအိုလီဗီယာကမဒလင်ကိုစီယွန်ကိုခေါ်သွားပြီးမိုင်လိုကိုစူပါကွန်ပျူတာတစ်ခုနဲ့ဆက်သွယ်နေတဲ့အခြေအနေမှာတွေ့ပါတယ်။ဆရာဝန်ကမိုင်လိုရဲ့ဉာဏ်ရည်မြင့်တင်စေးဟာအုံနောက်ထဲမှာကြာရှည်ရှိနေခဲ့တာကြောင့်ပြန်လဲတဲ့လုပ်ငန်းစဉ်မလုပ်နိုင်တော့ပါဘူး။အခုသူ့စိတ်ကများစွာအဆင့်မြင့်သွားပြီးစက်ကယူရီးယားနေတောင်မှသူ့အသွေးတွေကိုနားမလည်နိုင်တဲ့အဆင့်ဖြစ်နေပါတယ်။ဒီသတင်းကြောင့်ဝမ်းနည်းသွားတဲ့မဒလင်ကသူ့အကိုရှိတဲ့အခန်းထဲဝင်ပြီးကစားရမြင့်လေးကိုသူ့ရှေ့မှာထားပေးလိုက်ပါတယ်။ဒီနေ့ရိုက်ပိုင်းမှာအိုလီဗီယာကသူမအိမ်မှာရှိနေခြင်းအခြားလောကမှာသူမရဲ့ချစ်တော်ပီတာကိုမြင်ရတဲ့မြင်ကွင်းတစ်ခုပေါ်လာပါတယ်။ပီတာကသူမဟာဒီလောကထဲကမဟုတ်ဘူးလို့ပြောပါတယ်။သူပြောတာကိုသက်သေပြဖို့အိုလီဗီယာကဒီလောကရဲ့တတိပေးလက္ခဏာတွေကိုမသိခဲ့တာကြောင့်အသက်ရှင်နေခဲ့တယ်လို့သတိပေးပါတယ်။သူအဆိုနာအိုလီဗီယာကအဲ့ဒီတတိပေးလက္ခဏာတွေကိုသိပြီးရှက်နေခဲ့မယ်ဆိုရင်တည်သွားမယ်လို့ပြောပါတယ်။နောက်ဆုံးပီတာကသူမကိုသူမရဲ့မနှံ့တွေကိုပြန်လဲသတိရစေပြီးနောက်တစ်ခါသူမကိုနမ်းပြီးပျောက်ကွဲသွားပါတယ်။